အဲ့ဒီမိန်းကလေးဟာဆရာကြီးနှလုံးရက်တော့မယ်ဆိုတာကိုရုတ်တရက်သတိပြုမိလိုက်ပါတယ်သူ့မှာအသက်ရှင်ဖို့အချိန်30စက္ကန့်ပဲကျန်ပါတော့တယ်ဒါကိုသိလိုက်ရပေမဲ့လည်းမိန်းကလေးကထိတ်လန့်မသွားပဲတည်တည်ငြိမ်ငြိမ်နဲ့ပဲဘေးနားမှာရှိတဲ့ကဘာဦးပင်ဂင်းကိုချိုရီကရွက်တရွက်ကိုဆွတ်လိုက်ပြီးမန်နန်နဲ့စီလုံးတစ်လုံးအဖြစ်ဖန်ဆင်းလိုက်ပါတော့တယ်ပြီးတော့အဲ့ဒီစီလုံးကိုဆရာကြီးကိုပေးဒါကသူ့တက်ကိုကင်နိုင်လိမ့်မယ်လို့ပြောခဲ့ပေမဲ့ဆရာကြီးကတော့သူ့မစကားကိုအယုံကြည်လုံးဝမရှိခဲ့ပါဘူးခဏကြာမှာတော့ဆရာကြီးကားပေါ်ထဲထိုင်လိုက်ရောရုတ်တရက်နှလုံးကအောက်တက်လာပြီးဆေးရုံကိုရောက်တဲ့အချိန်မှာတော့အသက်ရှူလုံးဝရက်သွားခဲ့ပါပြီဒါကိုမြင်လိုက်ရတဲ့ဆရာဝန်တွေကလည်းသူဘလို့မှအသက်မရှင်နိုင်တော့ဘူးလို့ယူဆလိုက်ကြပြီးတွဲဖက်အတွင်းရေးမှုကိုနာရီအတွက်သာပြင်ဆင်ထားဖို့ပြောလိုက်ပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအတွင်းရေးမှုကမိန်းကလေးပေးလိုက်တဲ့ဆေးလုံးကိုရုတ်တရက်တတိယသွားပြီးချက်ချင်းပဲဆေးလုံးကိုထုတ်ကဆရာကြီးရဲ့ပါးစပ်ထဲကိုထည့်ပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှတင်မယုံနိုင်စရာကောင်းတော့အောင်ပဲဆရာကြီးအသက်ပြန်ရှင်လာခဲ့ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့အတွင်းရေးမှုလည်းအံ့ဩမြင်သက်သွားပြီးဆရာဝန်ကနှလုံးရက်သွားတဲ့အတွက်ဘလို့မှမကယ်နိုင်တော့လို့နာရီပြင်ဖို့ပြောခဲ့တဲ့အကြောင်းနဲ့မိန်းကလေးပေးတဲ့မန်နန်ဆေးလုံးကြောင့်ပဲအသက်ဘေးကနေအံ့ဖွယ်တန်ခိုးနဲ့လွတ်မြောက်လာခဲ့ရတဲ့အကြောင်းကျူကြီးကိုပြန်ပြောပြလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါမှာဆရာကြီးလည်းသူကဖားပြုတ်မလေးလို့ထင်ခဲ့တဲ့မိန်းကလေးဟာတကယ်တော့ထူးခြားဆန်းပြတဲ့ပညာရှင်တစ်ယောက်ဖြစ်နေမှန်းသဘောပေါက်သွားခဲ့ပါတော့တယ်တကယ်တော့အဲ့ဒီမိန်းကလေးဟာတောင်ပေါ်မှာဆက်ရှိနှလုံးလုံးနေထိုင်ခဲ့ပြီးတာမန်ကြောက်ခဲတစ်လုံးကိုတောင်ရှားပါတံကိုကြီးတဲ့ယတနာဖြစ်အောင်ပြောင်းလဲနိုင်တဲ့ထူးခြားဆန်းပြတဲ့ပညာရက်တွေကိုသင်ယူခဲ့တာပါဒါပေမဲ့တစ်ပင်ရဲ့စွမ်းအားကသူမရဲ့တက်တန်းကိုတိုးစေတဲ့အတွက်ကြောင့်ဆရာဖြစ်သူကသူမကိုတောင်ပေါ်ကနေနှင်ထုတ်ခဲ့တာဖြစ်ပါတယ်ဒီချိန်စာကိုဖြစ်စည်းနိုင်မဲ့တခုလေးတော့နီလန်ကတော့တတ်မှတ်ထားတဲ့နှစ်လရက်မှာမွေးဖွားပြီးရင်ဘက်မှာထူးခြားတဲ့အမှတ်အသားပါတဲ့အမျိုးသားတစ်ယောက်နဲ့လက်ထပ်ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့မိန်းကလေးဟာသူမရဲ့အသက်ကိုကယ်တင်နိုင်ဖို့တောင်ပေါ်ကဆင်းလာပြီးကလေးကအဲ့ဒီလိုအမျိုးသားမျိုးကိုလိုက်ရှာနေခဲ့တာပါဒါပေမဲ့ဘလောက်ပဲလိုက်ရှာအဲ့ဒီအချက်လက်တွေနဲ့ကိုက်ညီတဲ့အမျိုးသားတစ်ယောက်မှရှာမတွေ့ခဲ့ပါဘူးကဲမိန်းကလေးတစ်ယောက်အဲ့ဒီလိုထူးခြားတဲ့သူနဲ့လက်ထပ်ပြီးသူမရဲ့အသက်ကိုကယ်တင်နိုင်မှာမလားဆိုတာသိချင်ရင်တော့ဗီဒီယိုလေးကို like ပေးခဲ့ကြပါဦးနော်